ထိုင်းနိုင်ငံရေးကြီးကျယ်မှာရွှေတကုံဖျားနဲ့မြမသီလာရှင်ဝတ်စုံကိုဟာသားလို့ဖြစ်ကြောင်းပြမှန်ထွက်ပေါ်လာထိုင်းမှာတမိုင်းတခြားဆိုးဆိုးဝါးဝါရေးကြီးမှုကြီးကြုံတွေ့နေရတာကြောင့်အားလုံးဝိုင်းပြီးတနာနေကြချိန်မှာဘာကြောင့်ရေးကြီးရတယ်လဲဆိုရင်ပြမှန်တစ်ခုကပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့လက်ရှိမှာထိုင်းနေဟာမြမတို့ရဲ့ထွတ်မြတ်ထားရဖြစ်တဲ့ရွှေတကုံစီတီတော်ကြီးနဲ့သီလာရှင်ဝတ်စုံကိုဟာသားလို့ပြီးတယောခဲ့ကြလို့ပါပဲ။အဆိုပါသိန်းတာဖို့ကောင်းတဲ့ဖြစ်ရဟာထိုင်းနိုင်ငံဘန်ကောက်မြို့ MCC မောမှာဖြစ်ပွားခဲ့ရတာပါ။ဖြစ်စဉ်သေးစိမ်အောင်နှစ်စဉ် LGBTQ တွေအတွက်ကျင်းပါတယ် Miss ACTC ပြိုင်ပွဲမှာထိုင်းမင်းမရှာတူကရွှေတကုံစီတီတော်ပုံကိုပရင်ထုံသီလရှင်ဝတ်စုံကိုအတွင်းကြီးလုံဝက်ကမျက်နှာပြောင်ခဲ့တာဖြစ်ပါတယ်ဗီဒီယိုကိုသေးစိတ်ကြည့်မယ်ဆိုရင်ရွှေတကုံစီတီတော်ပုံကိုမတက်မရက်ထုတ်ထားတဲ့ပိုစတာတစ်ခုကိုအနောက်မှာထောင်ထားပါတယ်အရှိမရှိနေတဲ့မင်းမရှာတို့ကမြမတို့ထွတ်မြတ်ထားရဖြစ်တဲ့နန်းတွင်းမိဖုရားခေါင်းကြီးဝတ်စုံကိုမကိုနဲ့တကွဝတ်ဆင်ထားပါတယ်မြမနန်တွင်ယူရောက်ကိုဝစ်ဆင်ထားပေမယ့်အမူအရာကလေးစားမှုမရှိပေလှောင်ပြောင်တယောနေပြီးအဲဒီနောက်မှာမိဖုရားဝတ်စုံကိုချွတ်ချကသီလရှင်ဝတ်စုံကိုဝတ်ပြီးဟာတိုက်ခဲ့တာဖြစ်ပါတယ်။အဆိုးဆုံးကတော့အနောက်ကရွှေတကုံစီတီတော်ရဲ့ပုံတော်ကိုမလီစားပဲဆွဲလဲခြင်းလှောင်ပြောင်ရှိမောခြင်းပြုလုပ်ခဲ့တာပါ။တကယ်ဆိုရင်နိုင်ငံကိုစားပြုဖြစ်တဲ့မစ်ပွဲတစ်ခုကျင်းပတဲ့နေရာမှာတခြားနိုင်ငံရဲ့တန်ဖိုးထားရာဘာသာရေးနိုင်ငံရေးပစ္စည်းတွေကိုယူသုံးခြင်းရင်ခွင့်တောင်းရတာဟာအခြေခံစည်းမျဉ်းဖြစ်ပါတယ်။တကယ်လို့ခွင့်မတောင်းမှုဆိုရင်တော့တခြားနိုင်ငံပိုင်ရှင်းကျင်းမှုဖြစ်တဲ့အတွက်ရိုးရိုးသေးသေးနဲ့လေးနက်ထားပြီးခိုင်တွယ်သုံးပြရမှာဖြစ်ပါတယ်။အခုဟာမြန်မာတို့ရဲ့လေးနက်ထားဆုံးသောဘာသာရေးပစ္စည်းဖြစ်တဲ့ရွှေတကုံစီတီတော်မြတ်ကြီးရဲ့ပုံတော်ကိုခွင့်ပြုချက်မရှိယူသုံးတဲ့အပြင်စင်ပေါ်မှာရိုင်းဆိုင်နေတာဟာအင်မတန်အကြီးတန်းတဲ့လုပ်ရဖြစ်ပါတယ်။ထိုင်းနိုင်ငံအနေနဲ့ဒီလိုအတီတရားကင်းမဲ့တဲ့နိုင်ငံသားတွေကိုရင်ဝယ်ပိုက်ထားတာရှက်တင်ပါတယ်။ LGBTQ ဖြစ်စေရိုးရိုးသားမှန်မိန်းမယောက်ျားဖြစ်စေအားလုံးဟာအခွင့်အရေးတန်းတူဖြစ်ပါတယ်။ LGBTQ ရဲ့ Miss ပွဲဟာလည်းပျော်ပျော်ရွှင်ရွှင်နဲ့ကျင်းပတာကိုလက်ခံပေးနိုင်ပါတယ်။ဒါပေမဲ့ LGBT ဖြစ်တာနဲ့ပဲသူများနိုင်ငံရဲ့ဘာသာတရားနဲ့ယဉ်ကျေးမှုတွေကိုခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲယူသုံးခွင့်မရှိသလိုအခုလိုယူသေးတန်တဲ့လုပ်ရမျိုးမလုပ်သင့်ပါဘူး။ဒါကြောင့်အဆိုပါသီလရှင်ဝတ်စုံကိုဝတ်ခဲ့တဲ့သူအလားမိန်ရွှေတကုံဘုရားပုံတော်ကိုတည်တရားကင်းမဲ့စွာယူသုံးခဲ့သူ National Director နဲ့တကွဒီလိုဝတ်စုံနဲ့ဖျော်ဖြေမှုကိုချပြခွင့်ပေးခဲ့တဲ့ Miss ACTC အဖွဲ့စီကိုပါထိမ့်သိမ်းမေးမြန်းမှုတွေပြုလုပ်ဖို့လိုအပ်နေပါတယ်။လက်ရှိမှာဆိုပါမသိတော်တဲ့ဗီဒီယိုဖိုင်ဟာအွန်လိုင်းမှာရှိန်ဟုန်ကောင်းကောင်းနဲ့ပြန့်နှံ့နေပြီးနိုင်ငံတကာကလည်းမြမယဉ်ကျေးမှုကိုရှိစရာဖြင့်ရှုမြင်နေကြတဲ့အတွက်အမြန်ဖြေရှင်းတဲ့ကိစ္စဖြစ်ပါတယ်။ကြည့်ရှုသူတွေကတရားဆိုရင်ထိုင်းလိုအာရှမှာဖွံ့ဖြိုးဖို့ကြိုးစားနေတဲ့နိုင်ငံကထိုင်းနိုင်ငံသားတွေကဒီလိုအရှက်တရားကင်းမိတာမြင်ရတော့အံ့ဩမိပါတယ်။အခြားနိုင်ငံရဲ့ဘာသာတရားနဲ့ယဉ်ကျေးမှုကိုလှောင်ရည်စရာလုပ်တာဟာအင်မတန်ရှက်ဖို့ကောင်းတဲ့ကိစ္စပါ။သက်ဆိုင်ရာကနေအရေးယူဖို့လိုအပ်ပြီးမြန်မာနိုင်ငံသားတွေကိုလည်းထုတ်ပြန်စာကြေညာပြီးလူသိရှင်ကြားတောင်းပန်တင်ပါတယ်။ဒါဟာနိုင်ငံတော်အဆင့်ကိစ္စဖြစ်ပါတယ်။ထိုင်းလိုနိုင်ငံမျိုးကဒီကိစ္စကိုကြော်သွားမယ်ဆိုရင်နိုင်ငံတကာမှာလူချင်းဝက်ဆိုတာဘာမှမသိတဲ့ရှက်စရာလူမျိုးတွေဖြစ်မှတ်တမ်းတင်မိတာဖြစ်သွားမှာပါလို့တော့မှတ်ချက်တွေရေးခဲ့ကြပါတယ်။တချို့ကလည်းဒီလိုဘာသာရေးစော်ကားမှုတွေပြုလုပ်တာကြောင့်ထိုင်းမှာတဘာဝရှေးပေးကြီးနဲ့ကြုံခဲ့ရတာလို့ယူဆနေကြပါတယ်။ပရိသတ်ကြီးတို့ရောရွှေတကုံစီတီရဲ့ပုံတော်ကိုအသုံးပြုပြီးဖျော်ဖြေလုပ်ခဲ့ကြတဲ့အဆိုပါဖြစ်ရပုံဘယ်လိုများထင်ကြပါသလဲနော်။